ကောင်မလေးဟာကောင်လေးရဲ့လေဘေးမှာဆွဲထားတဲ့ကြောက်စိမ်းဆွဲပြားကိုကြည့်ပြီးအတိတ်ကအမတ်တရားတွေကိုရုတ်တရက်သတိရသွားခဲ့ပါရီငငယ်တုန်းကဖခင်ဖြစ်သူဟာသူတို့နှစ်ယောက်နောက်တစ်ချိန်မှာလက်ထပ်ပေါင်းတင်ကြဖို့အတွက်ကြောက်စိမ်းဆွဲပြားတစ်စုံကိုအမတ်တရားပေးရခဲ့တာပါဒီကြောက်စိမ်းဆွဲပြားတွေဟာသူတို့နှစ်ယောက်ရဲ့သစ္စာဂတိတက်တည်အဖြစ်အမျက်တနိုးသိမ်းဆည်းထားဖို့ဖခင်ကတေချာမှာကြားခဲ့ပါရီဒါပေမဲ့အခုချိန်မှာတော့ကောင်လေးကဒါဟာကလေးဘဝကအရာတစ်ခုသာဖြစ်ပြီးဘာမှတန်ဖိုးမရှိဘူးလို့အေးဆက်ဆက်ပြောဆိုနေခဲ့ပါရီဘေးကမိန်းကလေးကလည်းသူတို့ကြားဝင်ရောက်ဟန်တာပြီးအပြစ်မရှိသလိုဟန်ဆောင်ကတနာစပွဲစကားတွေနဲ့ရန်တိုက်ပေးနေခဲ့တာပါမိန်းကလေးကဒီကြောက်စိမ်းဆွဲပြားဟာသူ့ဖခင်ရဲ့နောက်ဆုံးကြံရစ်ခဲ့တဲ့အမွေအနှစ်ဖြစ်ကြောင်းအလေးနက်ထားပြောဆိုပေမဲ့ကောင်လေးကလျက်လျူရှုခဲ့ပါရီဘေးကမိန်းကလေးကသူဟာလူပိုတယောက်လိုခံစားရတယ်လို့ပြောပြီးမျက်ရည်ကျပြတဲ့အခါကောင်လေးရဲ့စိတ်ဟာပိုပြီးကြမ်းတမ်းလာခဲ့ပါရီနောက်ဆုံးမှာတော့ကောင်လေးဟာလေဘင်းကကြောက်စိမ်းဆွဲပြားကိုဆွဲဖြုတ်ပြီးမြေပြင်ပေါ်ကိုရဲရဲဆက်ဆက်ရိုက်ခွဲပစ်လိုက်ပါရီကြောက်စိမ်းအပိုင်းအစလေးတွေကျမ်းမြေပေါ်ပြန်ကျဲသွားတာကိုကြည့်ပြီးမိန်းကလေးဟာအံ့ဩတုန်လှုပ်လို့အော်ဟစ်လိုက်မိပါတော့တယ်ကောင်လေးကတော့ဒါဟာသူ့ရဲ့အဆုံးအဖြတ်ဖြစ်ပြီးဘယ်တော့မှလက်ထပ်မှာမဟုတ်ဘူးလို့ပြက်ပြက်သားသားကြေညာလိုက်ပါရီပြီးနောက်သူချစ်တဲ့မိန်းကလေးကိုပွေ့ဖက်ပြီးလှည့်ထွက်သွားခဲ့ကကောင်မလေးကိုအထီးကျန်စွာထားရစ်ခဲ့ပါတော့တယ်ကောင်မလေးဟာကျမ်းမြေပေါ်မှာပြိုးပြက်ကွဲချနေတဲ့ဖခင်ရဲ့ကြောက်စိမ်းအစလေးတွေကိုငိုယိုရင်းတစစီပြန်လဲကောက်ယူနေခဲ့ရပါရီဖခင်ရဲ့အမတ်တရားတွေကိုဖျက်ဆီးပြီးထွက်သွားတဲ့ချစ်သူရဲ့ကြောပြင်ကိုကြည့်ရင်သူမရဲ့နှလုံးသားတစ်ခုလုံးကြေကွဲနာကျင်ခဲ့ရပါတော့တယ်